မတိလို့လိုချင်တယ်ဆိုတဲ့စကားလေးရှိမတိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့ဆိုတဲ့စွန်းလုံးဆရာတော်ဘုရားကြီးရဲ့စကားပိဿသမုပ္ပါကိုခြေခံပြီးတော့ပြောတာလေမတိလို့လိုချင်တော့ဆွဲလန်းတော့ပြုလို့တော့ရရှိတော့ခံကြပေါ့တဲ့ဒါအတူဆုံးဘဝရဲ့အကြောင်းပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါမတိလို့လိုချင်ဒါလေးကတော့ရှင်းကြတယ်ဟုတ်တယ်ဘဝမကောင်းသို့တော့မကောင်းတာကိုမတိတော့ကောင်းတယ်ထင်ပြီးတော့ရကျင်နေကြတယ်နော်မတိလို့လိုချင်တဲ့အပိုင်းရှိတယ်လို့လိုချင်လို့မတိသွားတာလည်းရှိတယ်လို့အပြန်အလှန်နားလည်ဖို့လိုတယ်နော်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်လို့တဏှာကြောင့်လည်းအဝိဇ္ဇာဖြစ်တယ်နော်မတိလို့လိုချင်တယ်ဆိုတာရှင်းတယ်လိုချင်လို့မတိသွားတာကြတော့စဉ်းစားတရားကောင်းတယ်ဟုတ်တယ်ဒါလည်းပဲဘဝမှာတကယ်လက်တွေ့ပဲတကယ်လိုချင်သိပြင်းထန်လာပြီဆိုလို့ရှိရင်မမြင်ကြတော့ဟုတ်လားလိုချင်တော့ဘာဖြစ်သွားလဲမတိသွားတာပေါ့ဟုတ်လား